လက်ဝိတ်လောကကလာဆိုပြီးရှင်ပြိုင်ဖိုက်သွားတဲ့ဂျပန်ဖိုက်တာတာနစ်စု UFC 313မှာရှင်ပြိုင်ထိုးတက်ခဲ့အပြီးဂျော်ရှူအာဘန်အပေါ်မြန်မာပြည်သက်တွေရဲ့တက်ရောက်မှုကအတိုင်းထက်လွန်ခဲ့အပြီးအတိမတ်ပြုပေးခဲ့ရတဲ့ UFC Friday Fight 100ပွဲမှာကေပေါင်စင်ထိုးတက်ရမယ့်စူပါရီချန်စတာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဆယ်လီဆုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံမှန်အားဖြင့်ဂျပန်ဖိုက်တာတွေနဲ့တွေ့လေရှိတဲ့အခါမြန်မာဖိုက်တာတွေအများအားနှီးပါရလက်တွေကောင်းခဲ့ကြပါတယ်ဒီတစ်ခါမှာတော့ဂျပန်ဖိုက်တာတာနစ်စုရဲ့ KO အဆုံးသမားညနေသစ်ဖိုက်တာတပ်ပိုင်အောင်လဲပြိုခဲ့ရပါတယ်ဂျပန်ဖိုက်တာတာနစ်စုကတော့1စင်မြင့်ပေါ်မှာ3ပွဲထိကခုံမြူထူအနိုင်ယူထားခဲ့သူပါနောက်ဆုံးထိုးသက်ထားတဲ့2ပွဲတောင် KO အဆုံးသက်နဲ့ bonus စုတွေသိမ့်ပိုက်ထားသူပါဒါကြောင့်တပ်ပိုင်အောင်နဲ့ပွဲမှာလဲလက်ဝိတ်လောကသားကနေလာတဲ့သူမို့ခက်ခဲပါတယ်လို့ပြောနေကြပေမဲ့ဒုတိယအချီရောက်မှာပဲတပ်ပိုင်အောင်ကို KO နဲ့အဆုံးသက်ခဲ့ပါတယ်ဒီပွဲနဲ့ဆိုရင်တာနစ်စုအနေနဲ့၄ပွဲကစား၄ပွဲလုံးနိုင်3ပွဲ KO နဲ့ပြက်ပြက်သားသားရက်တီသွားတဲ့ဖိုက်တာဖြစ်နေပါပြီကမ်ဘတ်တိုင်းကမြန်မာဖိုက်တာဆိုရင်အထင်မသေးရပါဘူးမြန်မာပြည်ကလာတယ်ဆိုရင်ကျန်းတယ်ခံနိုင်ရင်ရှိတယ်ဒါကြောင့်ပဲနီးစနစ်အသာနဲ့အနိုင်ယူသွားကြတာကြီးပါဒါပေမဲ့တပ်ပိုင်အောင်ကိုလက်ဝိတ်လောကကနေလာတယ်ဆိုတာသူ့အနေနဲ့မသိပါဘူးလို့ပြောထားပေမဲ့ဒါဟာလီဇေယုံတက်တစ်ခုသာပါတပ်ပိုင်အောင်နဲ့ပွဲအတွက်တာနစ်စုအနေနဲ့အကွာဝေးထိမိကစားဖို့ဖန်လာခဲ့ပေမဲ့ရှင်ထိုးရင်ကျွန်တော်မှထိလာခဲ့တာနဲ့ KO ထိဖြတ်ဖို့ဖြစ်သွားတာပါဒါကြောင့်ပဲဘောနဲ့ရခဲ့တာပါလို့ထုတ်ဖော်ပြောပြလာပါတယ်လက်ရမမျှတဲ့တွဲဆိုင်တစ်ခုလိုပဲမြင်မိပါတယ်မြန်မာပြည်ရှုကပတ်ချန်ပီယံဒါကြောင့်ပဲမာကုံတစ်ခုကြောင်းတာပထမအချီကလေးကပွဲမပြတ်ဖဲရှိခဲ့တာလို့မြင်မိပါတယ် UFC 313မှာဂျော်ရှူအာဘန်ကမြန်မာကိုစားပြုပါတယ်လို့ UFC ကနေတရားဝင်ဝိတ်ချိန်စဉ်ဖော်ပြခဲ့တဲ့မြန်မာအလံအဟောင်းကို update လုပ်ပြီးတရားဝင်ပွဲထိုးတဲ့နေ့မှာမြန်မာအလံအသစ်ကိုပြောင်းလဲဖော်ပြပေးခဲ့ရပြီးမြန်မာပြည်သက်တွေနဲ့ share တွေ view တွေက UFC promotion ပေါ်များစွာတက်ရောက်စေခဲ့ပါတယ်ဒါကြောင့်မြန်မာပြည်သက်တွေရဲ့ဖန်အားဘယ်အတိုင်းအတာရှိလဲဆိုတာ UFC promotion လက်ခံပေးနေရပါပြီOne Friday Fight 100ပွဲမှာစူပါရီချန်နဲ့ထိုင်းဖိုက်တာစံကာတစ်တို့ရှင်းပြိုင်ထိုးသက်ကြတော့မှာပါစူပါရီချန်နဲ့ထိုးသက်မဲ့ထိုင်းဖိုက်တာစံကာတစ်ကတော်ရုံပေါင်းတင်သမားမဟုတ်ပါဘူးမျိုးရိုးလိုက်တိုက်ခိုက်လောကကနေလာတဲ့သူပါစံကာတစ်ရဲ့ပေါင်းတင်စကေးကတန်းတစ်ခုမှရှိနေပြီး89ကီလိုလောက်ကနေကီလို64လောက်ထိချထားပြီးနေပါပြီတလားအတွင်းချထားနိုင်တယ်ဆိုတော့သူတို့ရဲ့ nutrition plan နဲ့ hydration တက်တွေကိုဘယ်လောက်နောချီနေတယ်လဲဆိုတာမြင်သာပါတယ်စူပါရီချန်နဲ့63ကီလိုတန်းမှထိုးကြမှာပါပွဲတွင်မှာတော့စူပါရီချန်ထက်အကောင်ကြီးအလုံးထည့်သားနေမှာပါစူပါချန်ကတော့မာကုံနဲ့ယုံအားပိုင်းသာတာနေပါတယ်ခြေကန်ချက်အသာရယူနိုင်ပါလိမ့်မယ်လှူရှားမှုပိုင်းမှာတော့စံကာတင်နီးတူမတိမ်မရင်းလောက်မှာပဲရှိနေမှာပါလက်တန်ရီကလည်းနှစ်ယောက်လုံးတူညီသလောက်တိတ်မကွာလာပါဘူးပရီရဲ့3မီတိုက်ခိုက်မယ်ဆိုရင်စူပါရီချန်အသာစီးရယူနိုင်ပါသေးတယ်ဒါပေမဲ့ပြောစရာရှိတာကရော့ထန်ရောက်ပါရော့ထန်ရဲ့ပုံရိပ် one promotion ရဲ့မျက်နှာကဲထိုင်းပြည်တက်နဲ့စံကာတစ်တို့ရဲ့တမျိုးလုံးတဆွေလုံးပြီးတော့ကွင်းလေတိုင်းအမှတ်ပေးတိုင်တွေရဲ့ decision ပုံစံကွက်ကိုရှင်းပြိုင်ထိုးသက်ရမှာပါဒါကြောင့်စူပါရီချန်နဲ့အခုပွဲကမွေးတိုက်ထဲကိုလက်တစ်ချောင်းနှိုက်ပြီးမွေကောင်းကိုလဲပြီးညှစ်ယူထုတ်ပြပေးရမယ့်ပွဲပါပြတ်သားတဲ့အနိုင်အရာအလက်နဲ့အဆုံးအဖြတ် decision ကိုနင်းချေပြရမယ့်ပွဲမျိုးပါမြန်မာသွေးပြရမယ့်ပွဲဆိုရင်မမားပါဘူးOne promotion ရဲ့စင်တင်ခြင်းနဲ့ဖိုက်တာမှန်သမျှကိုအပြည့်ခံညင်းပယ်ပိုင်ခွင့်မရှိတဲ့အမြဲထိုးသက်ပေးနေရတဲ့မြန်မာဖိုက်တာတွေဒီစနစ်ကြောက်သွားချင်းကပ်ပြစေခြင်းမိပါတယ်အခုလဲစံကာတစ်လို့ပေါင်းစင်ကစားသမားကိုရှင်ထိုးဖို့ဆိုတာမဖြစ်နိုင်သေးပါဘူးဒါကြောင့်အကွာဝေးထိန်ပြီးပပနဲ့ရှင်ပြိုင်ထိုးသက်မယ်ဆိုရင်ဒီပွဲမှာလဲစူပါရီချန်စားသွားနိုင်ပါသေးတယ်သမတ်ဝိတ်တန်းကိုတော့2ယောက်လုံးဝင်သွားပါပြီစံကာတစ်က 138.8 နဲ့စူပါရီချန်ကတော့ 138.6 နဲ့ 140 တန်းကိုတရားဝင်ရောက်သွားပါပြီ One Friday Fight 1 အတွက်ကိုမြန်မာစံတော်ချိန်8နာရီခွဲဝန်းကျင်လောက်မှာစောင့်မျှော်ကြရင်ကျွန်တော်ရဲ့ Marshall အက်ဒီကိုပူတသားလေးနားဆင်လို့ရအောင် follow button နဲ့ subscribe ဘားလေးကိုယူထားပေးလိုက်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ